ကျမတို့ကျူဟာကုန်းနဲ့ဘားကုတ်ကိုဘယ်လိုလုပ်မလဲဒါလေးရှင်းပြပေးပါမယ်ရှေ့မှာရှင်းပြတော့ကကြတော့ဖောင်ပြောင်းတယ်ပေါ့နော်ဒီမှာဖောင်ပြောင်းစရာမလိုဘူးဒါပေမဲ့လို့ကွန်ပျူတာမှာတော့အင်တာနက်ဖွင့်ထားရမယ်ဘယ်နေရာကနေသုံးမှလဲဆိုရင် home tab ကဒီနောက်မှာ link add in ဆိုတဲ့နေရာကနေသွားလို့ရတယ်home tab မှာ add in မပါရင် insert tab မှာပါတယ် illustration group ဒါမှမဟုတ်ဒီညာဘက်နားလေးမှာရှိလိမ့်မယ်ပေါ့နော်အဲ့ဒီ add in ကနေယူလို့ရတယ်ဒါပေမဲ့ internet ဖွင့်ထားမှတော့ရမယ် internet ဖွင့်မထားရင်တော့မရပါဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ဘားကုတ်အရင်လုပ်ပြပါမယ် add in ကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာရှာရပါမယ် QR ဆိုပြီးတော့ရိုက်ရှာရမယ်အဲ့မှာ QR ကုတ်နဲ့ပတ်သက်တဲ့ဒီ QR ကုတ်နဲ့ပတ်သက်တဲ့ဟာတွေအများကြီးကြာလာတယ်ဒီထက်ကနေမှကျွန်မ easy QR ကုတ်ဆို QR ကုတ် and bar ကုတ်ဆိုတဲ့ဟာလေးကိုယူပါမယ်ဒါလေးကသုံးရတာလွယ်တယ်ပေါ့နော် ADD add ကိုနှိပ်လိုက်ပါဟုတ်ပြီနှိပ်ပြီးသွားရင်ခဏလေးစောင့်ပါအင်တာနက်လိုင်းချိန်တွေကြောင့်နည်းနည်းကြာတတ်ပါတယ်အဲဆိုဒီလိုညာဘက်နားမှာ QR code and bar code လို့ပေါ်လာလိမ့်မယ်ဒီနေရာမှာ QR code လုံးမှာလား bar code လုံးမှာလားအခု bar code ကိုအရင်လုံးမယ်ဆိုတော့ bar code ကိုနှိပ်ပါဒီမှာပါနော်ဒီမှာပါQR code and bar code ဆိုတဲ့စာလေးပေါ်ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီမှာ bar code type ဖြားဆိုတဲ့နေရာမှာကလစ်ချမယ်ဒီဘက်ကကဏန်းလေးတွေကိုဒီမှာလာထားပေးရမယ်ဒီဘက်ကကဏန်းပေါ်မှာကလစ်ချမယ် copy ကူးရမယ်ဒီအောက်ကဘားကုတ်တက်ရှဲအောက်မှာကလစ်ချ control V control C control V နဲ့ copy ကူးလိုက်ပြီးရင်ဒီနားမှာ width တွေ height တွေချိန်လို့ရတယ်ကိုယ်အဆင်ပြေတယ်လို့ပေါ့နော်ဒီမှာ insert image ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါဒါဆိုရင်ဒီနေရာမှာကြာလာပါပြီနောက်တစ်ခုလုပ်ချင်တယ်နောက်တစ်ခုလုပ်ချင်ရင်လည်းဒီနေရာမှာသွားပြီးတော့ပြင်ရမှာပါဒီမှာကဏန်းတစ်ခုကို copy ကူးမယ် control C ပြီးရင်ဒီနေရာမှာကလစ်ချမယ် control V ပြီးရင်ဒီအကွက်မှာကလစ်ချမယ် insert image အဲ့တိုင်းမှာပဲဒီရဲ့အားနည်းချက်ဒီ CD ဆွဲချလို့မရပါဘူးရှေ့မှာသင်ခဲ့တဲ့ lever bar ကုတ်က CD ဆွဲချလို့ရတယ်ဒီမှာတော့ CD ဆွဲလို့မရဘူးဘာလို့လဲဆိုတော့ဒီနေရာလေးတွေမှာကဏ္ဍလေးတွေကို copy ယူပြီးတော့ထည့်တာဖြစ်တဲ့အတွက် CD ဆွဲလို့မရပါဘူးနောက်ကကဏ္ဍမှာကလစ်ချမယ်ပြီးရင် control C copy ကူးပါမယ်ဒီဘက်ကဘာကုတ်တက်အောက်မှာကလစ်ချ control V ဒီမှာ image ပုံလေးလာရင်ကိုလိုချင်တဲ့အစဲကွက်မှာကလစ်ချ insert ဒါကဘာကုတ်လောက်တာပါQR ကုတ်ကလည်းဒီတိုင်းပါပဲဒီမှာ QR ကုတ်ပေါ်မှာကလစ်တစ်ချက်နှိပ်လိုက်ပါမယ် QR code tab ဆိုတဲ့နေရာမှာပထမဆုံးကဏ္ဍကို copy ကူးမယ် control C ဒီအောက်ကအကွက်မှာကလစ်ချ control V ဒီမှာ QR code ပုံစံကြလာပြီဒီနေရာမှာလည်း image ပုံကိုအလိုတလိုအချုပ်အချက် site ချုံလို့ချဲ့လို့ရတယ်ပြီးရင် insert image နဲ့ပဲနှိပ်လိုက်မယ်ဒီမှာကိုလိုချင်တဲ့နေရာကိုလာထားမယ်ပြီးရင်ဒီအောက်ကကဏ္ဍကို copy ကူးမယ်ဒီမှာကလစ်ပြန်ချ control V နှိပ်မယ် insert image ကိုထားခြင်းတဲ့နေရာမှာလာထားမယ်ခုလိုပုံစံမျိုးလုပ်လို့ရတယ်သူ့မှာအားနည်းချက်ရှိတယ်အားနည်းချက်ကဘာလဲဆိုရင် CD ဆွဲလို့မရဘူးဒီပုံကိုဒီဆဲကွက်ကို CD ဆွဲချမယ်ဆိုရင်အောက်ကဆဲကွက်တွေကလည်းဒီကဏ္ဍနေတိုင်းပဲဖြစ်သွားမယ် lever bar ကုတ်မှာကြတော့အဲ့လိုမဟုတ်ဘူး lever bar ကုတ်ရဲ့ပုံစံဒီတိုင်းတွက်မယ်ဆိုရင် CD ဆွဲလို့ရတယ် lever ဟုတ်ပြီဒီနေရာလေးမှာပြောင်းပြပါမယ် lever bar ကုတ်နဲ့ပြောင်းတဲ့ပုံစံလေးပြောင်းပြပါမယ်ညီမချင်းdevil code star ရေးပါမယ်ပြီးရင် devil code and ကိုလိုချင်တဲ့ကဏ္ဍမှာကလစ်ချမယ်ပြီးရင် and ပြန်လာမယ် devil code star devil code enter ဒီနေရာမှာဖောင်ပြောင်းရမယ်ဒီနေရာမှာ lever bar code ဆိုတဲ့ဖောင်လေးပြောင်းလိုက်ရင်ရတယ်သူကကြတော့ CD ဆွဲချလိုက်တယ်ဆိုရင်ဒီနေရာမှာဒီကကဏ္ဍနေပြောင်းသွားတယ်ဘာလို့လဲဆိုတော့ကျမတို့ဒီနေရာမှာကလစ်ချထားလို့မလို့ဘယ်မှာကလစ်ချထားရလဲဆိုတော့ဒီနေရာမှာပါဒီမှာ B3 ဆိုပြီးတော့ဆဲကွက်ကိုကလစ်ချတယ်ဒီမှာကျတော့ B4 ဖြစ်တယ်ဒီကကျတော့ image ပုံတွေဖြစ်နေတာဖြစ်တဲ့အတွက် CD ဆွဲလို့မရဘူးဒီမှာ CD ဆွဲလို့ရပါတယ်ဒါဆိုရင်ဘားကုတ်ကဒီနှစ်ခုလုံးကို scan ဖက်ဒီဘားကုတ်ကိုလည်း scan ဖက်လို့ရတယ် QR ကုတ်ကိုလည်း scan ဖက်လို့ရပါတယ်ဘယ်ဥစ္စာကိုပဲ scan ဖက် scan ဖက်ရင်သူ့ရဲ့ number ကလေးတွေပေါ်ပါတယ်ဒီဘားကုတ်ကို scan ဖက်ရင်လည်းဒါပေါ်တယ် QR ကုတ်ကို scan ဖက်ရင်လည်းဒါပေါ်တယ်ဒီ lever ဘားကုတ်ကို scan ဖက်ရင်လည်းပေါ်ပါတယ် lever ဒီ CD ဆွဲချလို့ရမယ်ဘားကုတ်နဲ့ QR ကုတ်ကိုနောက်ထပ်ဆက်ပြီးရှင်းပြပါမယ်အခုဒါလေးတွေကို scan ဖက်ကြည့်ပါမယ်ဒါကတော့ဘားကုတ်ကို scan ဖက်ပေးတာပါဒီပုံကတော့ QR ကုတ်ကို scan ဖက်ပေးတာပါဒါကတော့ lever ဘားကုတ်ကို scan ဖက်ပေးတာပါ